ကျမကတောင်းစားနေတဲ့ကောင်လေးတစ်ယောက်ကိုမုတ်လေးတစ်လုံးပေးခဲ့မိုံလေးပါအဲ့ဒီကလေးကမုတ်စားပြီးသွားတာနဲ့ရုတ်တရက်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီးကျမရဲ့ပိုက်ထဲကိုတိုးဝင်လာခဲ့ပါတယ်အဲ့ဒီနောက်ကျမကသူ့ရဲ့အမေဖြစ်သွားပြီလို့ပြောလာခဲ့ပါတယ်သူကကောင်းကင်ဘုံကဆင်းသက်လာတဲ့ကံကောင်းခြင်းကျေပွင့်လေးတစ်ပွင့်ဖြစ်ကြောင်းလည်းပြောပြခဲ့ပါသေးတယ်သူကကျေးဇူးဆက်ဖို့အတွက်လူပြည်ကိုဆင်းသက်လာခဲ့တာပါသူရှိနေတဲ့၍ဘယ်သူမှကျမကိုအနိုင်ကျင့်လို့မရစေရဘူးလို့တောင်ကြွားဝါနေပါသေးတယ်ကျမမှာကိုဝင်ရှိနေပြီဆိုတာသိလိုက်ရပြီးတဲ့နောက်ယောက်ျားဖြစ်သူရဲ့အိမ်ကိုချက်ချင်းပဲအပြေးလွှားပြန်သွားခဲ့ပါတယ်ဒါပေမဲ့အိမ်ရောက်တော့သူတို့တွေကကျမယောက်ျားအတွက်နာရီပွဲကျင်းပပေးနေတာကိုတွေ့လိုက်ရပါတယ်လွန်ခဲ့တဲ့ရက်ပိုင်းလေးတင်ကျမနဲ့ကျမရဲ့ညီမဖြစ်သူကဒီအိမ်သားတွေစီကိုအတူတူအိမ်အောင်ကြခဲ့တာပါကျမညီမကဒုတိယသခင်လေးနဲ့လက်ထပ်ခဲ့တာဖြစ်ပါတယ်ကျမကမိဘတွေကိုတည်စေခဲ့တဲ့နမိတ်မကောင်းတဲ့မိမလိုအားလုံးကတတ်မှတ်ထားကြတဲ့အတွက်အိမ်ရတဲ့လဲနေတဲ့သခင်လေးအကြီးဆုံးနဲ့ပဲလက်ထပ်ခဲ့ရတာပါအိမ်ရမဝင်ခင်မှာအဖွားကကျမကိုပလင်းလေးတစ်လုံးပေးခဲ့ပါတယ်ဒီဆေးကိုကျမတို့ဇနီးမောင်နှံအတူတူတောက်လိုက်ရင်အဲ့ဒီညမှာပဲအတူတူနေနိုင်လိမ့်မယ်လို့ပြောခဲ့တာပါဒါကြောင့်ကျမအရင်တောက်လိုက်ပြီးတော့မှယောက်ျားဖြစ်သူကိုတိုက်ကျွေးလိုက်ပါတယ်အဲ့ဒီနောက်တစ်စက္ကန့်မှာပဲသူကတကယ်ကြီးနိုးလာခဲ့ပါတယ်နောက်ဆုံးတော့ကျမတို့တွေတကယ်လင်မယားတွေဖြစ်သွားခဲ့ကြပါတယ်နောက်တစ်နေ့မှာအဖွားကဒီအကြောင်းကိုကြားတော့တိတ်ကိုဝမ်းသာသွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအိမ်တော်ထိန်ကအပြေးလွှားရောက်လာပြီးကျမယောက်ျားအသက်ရှူရက်သွားပြီလို့ပြောလိုက်ပါတယ်အားလုံးလည်းတုန်လှုပ်ခြောက်ခြားသွားကြတာပေါ့ဒါကိုမြင်တော့ကျမညီမကကျမကိုနမိတ်မကောင်းတဲ့မိန်းမဆိုပြီးချက်ချင်းပဲဆွဆွဲတော့တာပါပဲကျမကြောင့်ပဲယောက်ျားဖြစ်သူတည်ဆုံသွားရတာလို့တောင်ပြောခဲ့ပါသေးတယ်အဖွားကလည်းသူမစကားကိုယုံသွားပြီးကျမကိုအိမ်ပေါ်ကနေချက်ချင်းနှင်ချလိုက်ပါတယ်ကျမတစ်နေ့လုံးလည်းဘာမှမစားရသေးပါဘူးပါသမျှပတ်စံလေးနဲ့မုံနှလုံးပဲဝယ်စားနိုင်ခဲ့ပါတယ်မုတ်ကိုတစ်ခိုက်လောက်ပဲစားရသေးချိန်မှာတနာစရာကောင်းတဲ့တောင်းစားနေတဲ့ကလေးလေးတစ်ယောက်ကိုတွေ့လိုက်ရပါတယ်သူကမစားရတာ3ရက်ရှိပြီလို့ပြောလာပါတယ်ဒါနဲ့ကျမလည်းကျမရဲ့မုတ်တစ်လုံးကိုသူ့ကိုပေးလိုက်မိပါတယ်မမျော်လင့်ပဲနောက်တစ်စက္ကန့်မှတင်အဲ့ဒီကလေးကကျမရဲ့ရင်သွေးလေးဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ကျမအိမ်ထဲကိုဝင်ချင်းမှာပဲညီမဖြစ်သူကကျမကိုမောင်းထုတ်ဖို့ကြိုးစားပြန်ပါတယ်အဲ့ဒီအချိန်မှာပဲအဖွားကဝမ်းနဲ့လုံးလို့ရုတ်တရက်တတိလစ်သွားခဲ့ပါတယ်ဒါပေမဲ့ကျမပိုက်ထဲကကံကောင်းခြင်းကျေပွင့်လေးကအဖွားရဲ့နောက်ကျောမှာအမဲရောင်စွမ်းရည်တွေရှိနေတယ်လို့ပြောလာပါတယ်အဲ့ဒါကိုချက်ချင်းဖယ်ရှားပြစ်မှဖြစ်မှာပါမဟုတ်ရင်အဖွားအသက်အန္တရာယ်ရှိနိုင်လို့ပါတယ်အဲ့ဒါကိုကြားပြီးတာနဲ့ကျမလည်းကြိမ်လုံးတစ်ချောင်းကိုဆွဲပြီးအရှိကိုတိုးသွားလိုက်ပါတယ်ဒါကိုရောက်ခမဖြစ်သူကမြင်သွားတော့ကျမဘာလို့ဖို့ကြိုးစားနေတာလဲဆိုပြီးချက်ချင်းပဲမေးမြန်းပါတော့တယ်ကျမလည်းဘယ်လိုရှင်းပြရမလဲမသိပေမဲ့ကလေးလေးကမြန်လို့ဖို့တိုက်တွန်းနေခဲ့ပါတယ်တခြားနီးလမ်းမရှိတော့တာမို့ကျမလည်းအတင်းတိုးဝင်သွားပြီးအဖွားရဲ့နောက်ကျောကိုကြိမ်လုံးနဲ့တစ်ချက်ရိုက်လိုက်ပါတယ်ရောက်ခမကလည်းတိတ်ကိုဒေါသထွက်သွားပြီးကျမကိုချက်ချင်းအပြစ်ပေးဖို့လုပ်ပါတော့တယ်ကျမမျောလင်းချက်တွေကုန်ဆုံးနေချိန်မှာပဲအဖွားကရုတ်တရက်နိုးလာပြီးသူမကိုတားလိုက်ပါတယ်သူမကိုကဲတင်ပေးခဲ့လို့ကျေးဇူးတောင်တင်နေပါသေးတယ်ဒါပေမဲ့ကျမညီမကကျမကိုတိုးထုတ်လိုက်ပြီးအဖွားကိုကဲခဲ့တာသူမပါလို့လိန်ညာပြီးပြောလိုက်ပါတယ်ဒုတိယသခင်လေးကပါသူမဘက်ကနေတက်တည်လိုက်ပေးနေပါတယ်ဒါကိုမြင်တော့ရောက်ခမဖြစ်သူကကျမကိုဖမ်းချုပ်ထားဖို့ချက်ချင်းအမိန့်ပေးလိုက်ပါတယ်ကျမကိုယောက်ျားဖြစ်သူနဲ့အတူမြင်မြုပ်ပြရမယ်လို့တောင်ပြောလာခဲ့ပါတယ်အဲ့ဒီအချိန်မှာကျမစိတ်သက်တွေလုံးဝပြိုလဲသွားခဲ့ရပါတယ်ဒါပေမဲ့ဘိုက်ထဲကကံကောင်းခြင်းကျေပွင့်လေးကမကြောက်ဘူးကျမကိုပြောပါတယ်ယောက်ျားဖြစ်သူရဲ့ခေါင်းတလားကိုဖွင့်လိုက်ဖို့နဲ့ယောက်ျားဖြစ်သူကထွက်လာပြီးကျမကိုကဲတင်လိုက်မယ်လို့ပြောခဲ့ပါတယ်ဘိုက်ထဲကကလေးလေးအတွက်ကျမလည်းရှိသမျှအင်အားတွေတုံးပြီးသူတို့ရဲ့ချုံနှောင်မှုကနေရုံထွက်လိုက်ပါတယ်အရှိကိုပြေးထွက်သွားပြီးခေါင်းတလားကိုတွန်းဖွင့်လိုက်ပါတယ်ကျမဘိုက်ထဲကနေရွှေရောင်လင်းတန်းတစ်ခုထွက်လာပြီးခေါင်းတလားတွေကိုတိုးဝင်သွားခဲ့ပါတယ်တက်တော်ဆောင်တွေကချက်ချင်းရောက်လာပြီးကျမကိုဖိနှိပ်ထားကြပါတယ်သူတို့တွေကျမကိုလက်ဖြားနဲ့တောင်မထိရသေးခင်မှာပဲကျမယောက်ျားကရုတ်တရက်ထည့်လိုက်ပါတယ်သူကငါမိန်းမကိုဘသူကများထိရဲတာလဲလို့အေးဆက်ဆက်နဲ့မေးလိုက်ပါတော့တယ်